အားလုံးပဲမင်္ဂလာပါကတွန်းကြနဲ့ YouTube channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ကတွန်းဆက်ကောင်လေးကတော့ပြာကလတ်စိန်ရွှေခဲကတွန်းဆက်ကောင်လေးပဲဖြစ်ပါတယ်ဒီကတွန်းဆက်ကောင်လေးကို1991ဘုသမားတွေဆိုရင်အများဆုံးသိမှထင်ပါတယ်ဒီကတွန်းဆက်ကောင်လေးကိုကျွန်တော်အသက်ဖိုင်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ကထုတ်ဘိုးလေးတီရှင်မီဘာလို့နေကြရမမဗျာချိတ်ထီကိုဖျက်ဘူးထွက်ကြမှာလေဟာဒါဆိုသားလေးဖျက်ဦးလိုက်မယ်နော်မမဗျာဟဲ့ကောင်နတ်ကနဲ့နေရနေတမိုးရွှေစပေးတဲ့ကဓမ္မကုတုယူပြီးစီစဉ်ပေးတဲ့ကိစ္စကွာဟုတ်တယ်ရွှေကနေနိုင်တာပြီးလမ်းမကျုံးဝဲရီဦးသက်နုကိုအာနာစေရဘာမှဖြစ်စီရအောင်တာကူတာဝေယူအမခနဲ့ဗျာဟုတ်သားပဲမောင်လေးရဲ့လူကမြဘဲအခုချင်းဆက်မှာပေါ့ခုတန်ကိုမမဖိုးဆက်ပြီးရင်ရှားပါလေကွယ်ဝေးဟီဒါမှတားလို့မေဒါရိနိုမဆူကြီးအဲမှာကူယူခါရလူပါတော့ဦးချိတ်ခနဲ့ခောက်ထူပြီးတောင်းမိုးကနေခံချမှာဒီကိုချစ်ချစ်မဲဟာမစိမ့်ကားပါနဲ့ကွာတို့ဖြင့်ဦးနာစောကြီးမှာဦးသက်အိမ်လိုက်လူစုကြပါတယ်လူရေးဆုံးနီလာဟိနီလာတို့တည်တို့စာနေမော်တို့လည်းကြံနေတယ်ဟောရုံးဝင်နဲ့လက်တာပတ်တာလာနေကြပါလေခင်ဗျာစတော်ပဲမမပေးလုံးမရီဟန်ညာပါကိုသက်ကျော်ကြီးကိုကြံနေအောင်မယ်ရှိပါကားဝတက်ပြီးသူ့စိတ်နဲ့သူမိန်နေပြီလူဆောင်၍ကားဆက်ထွက်ပါတော့တယ်ပန်ဦးအောင်နဲ့ရမုံဆိုးကအလို့ရှိလို့တိုက်မှာကြံရင်ခဲ့ကြတယ်လေကူပကူဟောစစ်တောင်းတထားတို့ကိုကြော်ပြီးကြိုက်တူရှိကင်မွန်စကန်တို့ရောက်လာကြပါသည်ဒီမှာမနှက်စာစားကြမယ်ဟိဒီမှာတက်မယ်စားတော့ပြီးနောက်တောင်းမှုတက်ဖို့စီစဉ်ကြလေသည်ရသေးတောင်ကို1,500ရှင်မင်းတော်ထီကို1,000အာယိုညာလာရီလား他叫徐九年，岁数哈，等我五，请您别这么努力。အတော့ကစီနေတဲ့ငနေတွေပဲငါကလူမဟုတ်တော့လက်ဆွဲချင်းနဲ့ဝင်နေထိုင်ရှူလေးနဲ့လိုက်နေပြီဟီဝါဟေးတိတ်စ I will note တကယ်ပဲဟောကားမှုလိုပဲလူသားစုဘလောက်ဝကြီးရှာမလဲတောင်းဖို့ကိုငဲတန်ပေါင်းရှင်းရတဲ့နေရာချတခုလူတွေထီးဘလောက်တင်မှန်းဖေအောင်ဒီအလန့်ဘူးလိုက်ရတာနဲ့ကိုကမိုးကိုပြေးသွား ဒါဖေးရည်တရားရည်မှုပေါ့ကဲရှင်မြင်းတော်ကိုရောက်ပြီဖះဘူးတွေကိုပစ္စည်းကိုစစ်ကြတော့လက်မိုးစီအဖွဲ့ရဲ့အထုပ်တွေတည်တံ့စုပုံများဟိဥတ္တဤကျွတ်တင်စီစဉ်မှုကြောင့်ရှင်မြင်းတော်နှင့်မလမကန့်ရှိဓမ္မယုံ၌တည်တံ့တဲကိုဆောင်ရခဲ့သည်အစဉ်ပြေလို့တော်သေးတယ်လို့မဟုတ်ရင်ကလေးတွေနဲ့ကကြီးကထများမှာခဏနာကြရေမှုချိုးအဝဲလဲပြီးဖះဘူးသွားမယ်ပြီးရင်ကြီးကံပါဇက်ပတ်နဲ့မူဆိုးတောင်ပတ်လျှောက်ကြမယ်တိတ်ကောင်းတဲ့အစီအစဉ်ပါပဲပဝင်းကျင်တစ်ခုလုံးနဲ့တောတောင်နဲ့ယူရီဆိုင်နေတာကလွမ်းတက်ရင်လွမ်းเสียပဲလူပြူတူဒီကြပြဆန်နေပြီကြီးကံပါဇက်ရှိရတော့တောင်ကျော်လန်းနဲ့ဈေးဆိုင်တန်းများကိုတွေ့ရသည်ဒီလီနာလောကမှာအရှိတခုအတုတသိန်းနဲ့နားမလဲပဲဝယ်ရင်မမေကြဟာကွာဒီကောင်လေးကြီးကံပါဇက်ကိုရောက်တော့မြောင်မှုနဲ့ဆလူပြောရင်မဆုံးတော့ဟဲ့ကောင်မြောင်ဘူးအချူကြီးဖြစ်တာမြောင်သေးဘူးလားနတ်ဆုတ်ကြီးနိပဇတ်တေပြစ်ထလိုက်မနော်ဦးဟီဟိုးဟိုလိုက်တာအဲ့ဒါရှမကနဲ့ရှစ်လီတော်ပြီကျမရေမလိုက်စားတဲ့အကျိုးပဲဗျဟောကွန်ပျူတာဆရာမကြီးအန်ဒီယူဘာဒီဝဲနေကြတော့学养我俩的靠呗，
ဒီဘေကိုဒီထောင်းနေ အပြူကြီးတွေအတော်ဥပနုံပတန်ယူတွေပူချုပ်စင်းမှာပေါ်မှာပေါ်တကူတကအလေးခင်တဲ့အောင်မေဒါကြောင့်ခုတိမစွန် ဟဲ့သူများဘမှုချုံမီချုံနဲ့ ဟိုမှာလဲခီတော့လက်မှုဆွေရမမလေးဘာကြည့်ပြီးကိုနေတယ်လည်းမတည်ဘူးဖေရဘူးလာရှော့ပင်ထွက်လာတာကြာနေတာပဲ ဟဲ့ကြားရင်နေကောင်းကိုဝိုင်းခုံမှာ ခုမျိုးမင်းရှင်ဟိုဆိုင်ကဘာတွေဝယ်လာလဲအေးကိုပြတဲ့မရောဘူး အိမ်ချမှချိပါအေးရဒီလက်တို့အိုရှုတင်ငါ့ကိုရောက်မှဝိုင်းပါလိမ့်မယ် လိန်ကြီးကောင်160တဲ့ကတနည်းပဲချီယုံကြ နောက်နေ့များတွင်ကြိတ်ထီကိုတခွင်ပြည့်ပြည့်ရှင်အောင်ခြေစမ်းကြလေတော့၏ကြောက်တကြီးဖះတော့ဖူးမယ်ဟဲ့ ကော့အတော်လာပါရဲ့ရှုခင်းတွေပဲတခိုးကြီးဖះတွေလည်းနေရအနှံ့ဖူးရတယ် မြန်မာပြည်မှာညက်ဖြစ်ရတာကိုကကုသိုလ်ထူလိုက်တာ ခေါ်ဘကဖွင့်ရဲ့စီကန်းချက်ပြချောင်းမျက်စိနှောက်ရှာရီမြင်မြင်ရတော့တာလေပီတိဖြစ်เสียပဲ ဒီလိုပဲဖြစ်ရမယ်လေဟောလေလေနောက်အိတ်ကြီးနဲ့ဘာတွေတော့ည ရုံးကညီမတွေအတွက်ကြိတ်ထီကိုပြန်လက်ဆောင်တွေကွဟဲဟဲနန္တဖြူတောင်တန်ကြီးတောင်တန်ကရိုးကရမတ်အိုးစုံလို့ဘလိုမီနာမြစ်တောင်ပါသည်စီကချူစစ်တလောက်နဲ့ပြီးတဲ့ရွှေခဲရ ဖေဟာကြီးစီစစ်တိုင်းပြတဲ့ရေးတယ်မားတွေကိုငန်းကြီးဝင်มาတော့အစ်စ်မရဘူးအတူနဲ့ညားပြီဖြတ် ဟာငှက်ဆုပ်ဈေးတယ်တိုင်းကိုတန်တရားဝင်ရသလားကွာအတော်ခဲတဲ့ကောင်ကိုင်းကွာ အစ်စ်တခုအတူတသိန်းအပလိနေနာလိန်နိုင်အဟွာညာနိုင်ဟူဒီဝစ် ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like share နဲ့ subscribe လုပ်ခဲ့ပေးပါနောက်ဗီဒီယိုမှာရှင်မိုးဖွေရာကတိုးဆက်ကောင်လေးများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်